အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဖုန်းလေးက data တွေကိုကွန်ပျူတာလေးကူညီလေးပြောပြပါမယ်အဲ့တော့ကူညီရတော့မျိုးမျိုးရှိပါတယ်အဲ့ဒီနေ့ဗီဒီယိုလေးမှာတော့USB ကြိုးနဲ့ကူညီလေးကိုပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာတော့ဒီပုံလေးကိုနမူနာနဲ့ကူပြပါမယ်အဲ့တော့အရင်ဆုံးကူးခြင်းနဲ့ file ပေါ့နော်ပုံရဲ့ location ပေါ့နော် file သမဟုတ် video ကိုကူးခြင်းတဲ့ဥစ္စာပေါ့နော်သူ့ရဲ့ location ကိုသိမှရပါမယ်အဲ့ဒီပုံလေးကတော့ဒီမှာ emulated 0 picture လို့ပြပါတယ်အဲ့တော့ပြောချင်တာတော့ internet storage ဖုန်းရဲ့ internet storage တွေက picture ဆိုတဲ့ folder ထဲမှာရှိပါတယ်အဲ့တော့ picture ဆိုတဲ့ folder ထဲကိုသွားပြီးတော့ကူးရမှာဖြစ်ပါတယ်အဲ့ဒီကနေမှကူးရမှာဖြစ်ပါတယ်ခဲတော့ဒီမှာ USB ကြိုးလေးရှိပါတယ်အဲ့တော့ဖုန်းမှာတိုက်စီကောင်းထိုးပြီးတော့ကွန်ပျူတာမှာတိုက်အေးကောင်းလေးထိုးလိုက်ပါဒါဆိုရင်ဖုန်းထဲမှာရှိတဲ့ data တွေကိုကွန်ပျူတာကို access ပေးမလားလို့ permission တောင်းတယ်ပေါ့နော်ဒါဆိုရင်အလောင်းခွင့်ပြုပေးလိုက်ပါမယ်ပြီးရင် notification bar ကိုဆွဲချပြီးတော့ USB for file transfer ဆိုတဲ့ကနေ transfer file Android Auto ဆိုရလေးရွေးပြရမှာနော်တခြားဥစ္စာရွေးထားတဲ့ဆိုရင်file တွေကကူးလို့ရမှာမဟုတ်ဘူးနော်အဲ့ဒီ option လေးကိုရွေးပြီးမှရပါမယ်ဒါဆိုရင်ကွန်ပျူတာတွေက this PC ရဲ့ကိုဝင်လိုက်ပါမယ်အဲ့တော့ this PC ထဲမှာဝင်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ရဲ့ဖုန်းလေးပေါ်နေပါပြီ A31 ပေါ့နော်Galaxy A31 အဲ့သူရဲ့ internet storage တွေကဘယ်ကိုသွားမလဲဆိုရင် picture ကိုသွားမယ်နော်ဒီတော့ picture ထဲမှာဝင်လိုက်မယ်တပည့်ကလေးနဲ့ပြဝင်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ကူးခြင်းနဲ့ပုံလေးကိုတွေ့ပါမယ်ကဲတော့ဒီပုံလေးကိုနမူနာအနေနဲ့ကွန်ပျူတာလေးကိုကူးကြမယ်ဒါဆိုရင် right click နဲ့ copy ဆိုတာလေးကိုရွေးပြရမယ် right click copy ပြီးရင်ကျွန်တော်တို့ထားခြင်းနဲ့ကွန်ပျူတာလေးရဲ့ folder စီကိုသွားမယ်နော်အဲကျွန်တော်တို့ကတော့ဒီမှာ picture ဆိုတဲ့ကနေ save picture ဆိုတဲ့ folder လေးကိုသွားပြီးတော့ထားမှာဖြစ်ပါတယ်အဲ right click paste ဆိုတာလေးကိုရွေးလိုက်ရင်ဒါဆိုရင်ကွန်ပျူတာလေးကိုကျွန်တော်တို့ကူးတဲ့ပုံလေးရောက်သွားပါပြီအဲ့တော့ဖုန်းထဲမှာဒါ copy လုပ်ရင်တော့ဖုန်းထဲမှာကျန်အောင်ပါပေါ့နော်အဲ့တော့ copy မလုပ်ချင်ဘူးတခါတည်းဖုန်းထဲမှာလည်းမကျန်ခဲ့ချင်ဘူးဆိုရင်တော့ right click နှိပ်ပြီးတော့ cat ဆိုတာလေးကိုရွေးပြမှာဖြစ်ပါတယ်ဒါဆိုရင် cat ဆိုတာလေးကိုရွေးလိုက်လို့ရှိရင်သူကမိမိတို့ဖုန်းထဲမှာမကျန်ခဲ့တော့ပါဘူးเนาะဖုန်းထဲမှာမရှိတော့ဘဲနဲ့တခါတည်းအပြီးကူးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကူးပြီးသွားရင်တော့ charge phone only ဆိုတဲ့ option လေးကိုရွေးပြီးရင် USB ကြိုးကိုဖြုတ်လိုက်ရင်ရပါပြီဒီလိုနည်းနဲ့တခြားဗီဒီယိုတွေ document တွေလည်းကူးလို့ရပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်